လုံးဝမလာပါကျွန်တော်တို့ Android ကိုပြပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော် Windows 11ပေါ့နော်ဘယ်လိုမျိုး install လုပ်မလဲဆိုတာကိုအစဆုံးကျွန်တော် sharing လုပ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုကအားလုံးအတွက်လည်းအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာဆိုတော့လက်ရှိကြည့်နေတဲ့သူတွေထဲမှာပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ Windows 10 user ရှိရဆိုလဲပဲ Windows 11ကိုချိန်မှုအတွက်ကျွန်တော်အနေနဲ့ recommend လုပ်ပါတယ်ဘာလို့လဲဆိုတော့ Windows 10နေရပေါ့နော် Microsoft ကနေပြီးတော့ support မရှိတော့တဲ့အတွက်ကြောင့်အချိန်မေးပေါ့နော် security ပိုင်းတွေမှာ leak ဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့အတွက်ကြောင့် Windows 11ချိန်တာတော့ကျွန်တော်အကောင်းဆုံး option ပါပဲကျွန်တော်အနေနဲ့လည်း11ချိန်မှုအတွက်ကျွန်တော်အနေနဲ့ recommend ပေးပါတယ်ခင်ဗျာဆိုတော့ကျွန်တော်အချိန်မဆွဲတော့ဘူးဗီဒီယိုလေးစလိုက်အောင်ခင်ဗျာကျေးဇူးတင်ပါတယ် Windows ISO file ကိုတော့ကျွန်တော်ဒီ Microsoft ရဲ့ဒီ page မှာလာ download လုပ်လို့ရပေါ့နော်ကျွန်တော်ဒီ site ရဲ့ link ကိုတော့ကျွန်တော် comment မှာကျွန်တော်ထည့်ထားပေးမယ်ပေါ့နော်မိတ်ဆွေတို့ယူသုံးလို့ရတယ်ပြီးကျွန်တော်ဒီ site မှာကျွန်တော်ပထမဆုံးဒီမှာပေါ့နော်ကျွန်တော်ဒီ download Windows 11 disk image ISO ပေါ့နော်အဲ့ဒီအောက်ကကျွန်တော်ဒီမှာ Windows ပေါ့နော်ကျွန်တော် select လုပ်လိုက် Windows 11ပေါ့နော် multi edition ပြီးကျွန်တော် confirm နေပြီလိုက် confirm နေပြီပြီးကျွန်တော်ဒီမှာ product language ရွေးပေးရမယ်ပေါ့နော်ကျွန်တော် English ဒီမှာ United States ရွေးပေးလိုက်ပြီးကျွန်တော်ဒီမှာ confirm တစ်ချက်နေပြီလိုက်မယ်ပေါ့နော် okay ပြီးကျွန်တော်ဒီမှာ64 bit download ပေါ့နော်အဲ့နေလိုက်ကျွန်တော်ဒီမှာ ISO file ရလာမယ်ပေါ့နော်ပါအောင်နော်ဆိုတော့ဒီမှာမိတ်ဆွေကိုတွေ့တဲ့အတိုင်း ISO file ပေါ့နော်တကယ်လို့ISO file မဟုတ်ဘဲနဲ့တခြား zip file တွေပါကြာလာဆိုရင်ကျွန်တော်တို့ဒီ browser ကိုပေါ့နော်ကျွန်တော် mobile version လေးပြောင်းသုံးလိုက်ပေါ့နော် mobile version ပြောင်းရင်ကျွန်တော် control shift file လေးနှိပ်လိုက်ဒီမှာပေါ့နော် control shift နှိပ်လိုက်ရင်ကျွန်တော်ဒီမှာဒီ mobile ပုံလေးရှိပေါ့နော်အားလေးနှိပ်ပြလိုက်ရင်ကျွန်တော်ဒီဘက်မှာအခုလိုမျိုး Windows 11ကျွန်တော်တို့ဒီ site ကပေါ့နော် mobile version ဖြစ်သွားလိမ့်မယ်ပေါ့နော်ပြီးသွားပြီဆိုရင် Sona step တွေအကုန်လုံးလုပ် download လုပ်လိုက်ကျွန်တော် ISO file ထွက်လာလိမ့်မယ်ပေါ့နော်ကျွန်တော်တို့အခုဆိုဒီမှာ ISO file ရလာပြီပေါ့နော် ISO download ပြီးသွားပြီဆိုတော့ဒီ file ကိုဒီ ISO file ကိုမိတ်ဆွေကွန်ပျူတာမှာ USB တစ်ချောင်းထည့်လိုက်ပေါ့နော် USB တွေကိုဒီ ISO file USB တွေကို copy ပြန်ထည့်လိုက်ပေါ့နော် copy ပြန်လို့ကျွန်တော်တို့ဒီမှာ download လုပ်ခဲ့တဲ့တခါတည်းUSB ကို choice ပြီးလုပ်ထားဆိုတော့ကျွန်တော်ရွှေ့တယ်မလို့တော့ပေါ့နော်မိတ်ဆွေတို့ဆိုရင်တော့ဒီ file ကို ISO file ကို USB drive တွေကိုပြန်ရွှေ့လိုက်ကျွန်တော်တို့ဒီ Windows ISO file down ပြီဆိုတော့ကျွန်တော်ဒီအခုဒီမှာတွေ့ရတဲ့အတိုင်းပေါ့ create Windows 11 installation media ပေါ့နော်ဆိုတော့အဲ့ file လေးကျွန်တော် download ပေးဖို့လိုပါတယ်အဲ့တော့မှကျွန်တော်တို့ကိုယ့်ရဲ့ USB ကိုကျွန်တော်တို့ flash drive လုပ်လို့ရမှာပေါ့နော်ဆိုတော့ဒီမှာ download နောင်းလေးရှိပါအဲ့ button လေးနှိပ်ပြီး download လိုက်ပါနော် okay ကျွန်တော်ရပြီဒီမှာပေါ့နော်ဒီ media creation tool ဆိုတဲ့ဟာလေးပေါ့နော်ဒီ media creation tool ဆိုတဲ့ဟာလေးကိုကျွန်တော်နှစ်ချက်လုံးနှိပ်ပြလိုက်ပေါ့နော်ပြီးကျွန်တော်ဒီမှာ yes နှိပ်ပြလိုက်ကျွန်တော်ခဏလေးတော့စောင့်အောင်နော် okay ရပြီဒီမှာဘာမှလုပ်စရာမလိုဘူးเนาะကျွန်တော် next နှိပ်လိုက်အောင်ပဲဒီမှာ next လေးရှိပါเนาะ okay ဒီမှာ USB flash drive ပေါ့เนาะဆိုတော့ပြီးရင် main ဆွေတို့ဒီမှာအဲ့ဒီမှာ refresh ကို drive ကို USB မတွေ့ဒီဘက်က refresh လေးတစ်ချက်လောက်ပေါ့เนาะ refresh လေးနဲ့ချက်လောက်နှိပ်ပြလိုက်ပေါ့เนาะဆိုတော့ဒီမှာအခု main ဆွေတွေ့ရမှာကျွန်တော်တို့ဒီမှာ drive G ပေါ့เนาะဒါကျွန်တော် USB ဟာလေးပေါ့เนาะ main ဆွေလည်း main ဆွေတို့ USB ဟာလေးကိုတစ်ချက်choose ပေးလိုက်ပါနော် choose ပြီးရင်ကျွန်တော်ဒီမှာ next နှိပ်ပြလိုက်အောင်ပဲအဲ့ဆိုဒီမှာသူစပြီးတော့ download လုပ်ပြီပေါ့နော် Windows 11ဆိုတော့အခုကျွန်တော်တို့ဒီမှာပြီးသွားပြီပေါ့နော် USB flash drive ready ပေါ့နော်ကျွန်တော်ပြီးရင်ဒီမှာ finish လေးကျွန်တော်နှိပ်ပြလိုက်ပေါ့နော် finish လေးနှိပ်လိုက်ဆိုတော့ဒီမှာပေါ့နော်ကျွန်တော် USB ကကျွန်တော်ဒီမှာflash drive ကြီးဖြစ်သွားပြီပေါ့နော်ကျွန်တော် USB flash drive ဖြစ်သွားပြီဆိုတော့ကျွန်တော်အဲ USB လေးရပြီကွန်ပျူတာကနေဖြုတ်လိုက်ပြီးရင်ကျွန်တော်တို့power ပိတ်လိုက်ပေါ့နော်ကွန်ပျူတာကို shut down ချလိုက်ပေါ့နော်ပြီးကျွန်တော် boot setting နဲ့ဝင်မယ်ပေါ့နော်အခုကျွန်တော်တို့အခုစပြီးတော့ကျွန်တော်တို့ Windows စတင်မယ်ပေါ့နော်တင်မယ်ဆိုတော့ကျွန်တော်တို့ဒီ Sona USB flash drive လေးကိုကျွန်တော်တို့ကွန်ပျူတာမှာထိုးလိုက်ပေါ့နော်ဒီဟာလေးကွန်ပျူတာမှာထိုးလိုက်ကျွန်တော် power တော့ shut down လုပ်ထားမှာပေါ့နော် power ရင် shut down လုပ်လိုက်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ USB flash drive လေးကိုကျွန်တော်ထိုးလိုက်ပါနော်ကျွန်တော်တို့ flash USB ရ data ပြည့်နေလို့ပေါ့နော်ကျွန်တော်တို့ဒီမှာ SSD သုံးပြီးတော့တင်ထားပါတော့မိတ်ဆွေတို့ဆိုရင်တော့ USB လေးထိုးလိုက်ပါနော်ကွန်ပျူတာမှာထိုးပြီးသွားပြီဆိုရင်ကျွန်တော်တို့စပြီး power ဖွင့်လိုက်ပြီးကျွန်တော်တို့ဒီမှာ keyboard မှာကျွန်တော်တို့ F12 ပေါ့နော်ကျွန်တော်တို့ Dell mode လို့ပါ F12 နှိပ်ပါတယ်တကယ်လို့ HP ဆိုရင်တော့ကျွန်တော်တို့ F2 သို့မဟုတ်escape နှိပ်ပေါ့နော် Dell ဆိုရင်တော့ F12 ပေါ့နော်ကျွန်တော်ဒါ boot setting နဲ့ဝင်တာပါကျွန်တော်နှစ်ချက်သုံးချက်လောက်နှိပ်ပြီးတစ်ချက်ဖိထားလိုက်ပါနော် Windows တက်လာတဲ့အထိပေါ့နော် boot setting ရောက်ပြီပေါ့နော်ဆိုတော့ boot setting နဲ့ရောက်မိတ်ဆွေအဲ့မှာကြည့်လိုက်ပေါ့နော်ဒီမှာ UEFI boot ထဲမှာကျွန်တော် USB ဆိုတဲ့ဟာလေးပေါ့နော်ကိုထည့်ထားတဲ့ joiner USB လေးကိုကျွန်တော် click လုပ်ပေးလိုက်ဦးမယ်ဆိုတော့သူကUSB က flash drive ဖြစ်တဲ့အတွက်ကျွန်တော်ဘာမှ choice ရမလို့ Windows installation GUI သူကနေသူတက်လာမှာပေါ့နော် okay ဒီမှာကျွန်တော်တို့မှာ language တွေပါရသူကနေသူပေါ့နော်ပြီးကျွန်တော် next လေးနှိပ်ပြလိုက်ဘာမှလုပ်စရာမလိုဘူးပေါ့နော်ဒီမှာကျွန်တော် step by step သူ instruction အတိုင်းပဲလုပ်ပြလိုက်အောင်ပဲပြီးကျွန်တော် next နှိပ်ပြလိုက်
okay ဆိုတော့ဒီမှာပေါ့နော်မိတ်ဆွေအဲ့မှာကိုဘယ်မှာဘယ် disk မှာပေါ့နော်ကိုက install တင်ခြင်းနဲ့ disk ကို select လုပ်ပြီးတော့မှကျွန်တော်တို့ window တင်ပေးလိုက်ရတာပေါ့နော်ကိုကလုံးဝဟို window ကိုလုံးဝအသစ်ဆက်ပေါ့နော်အကုန်လုံးdrive တွေအကုန်ရှင်းပြီးတော့မှတင်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာကိုဖြတ်ချင်တဲ့ဟာတွေကိုဖြတ်လိုက်ပေါ့နော်ဒီမှာကျွန်တော်မှာ partition တွေအများကြီးပဲဒီမှာပေါ့နော်ဒီမှာ delete ဟာလေးရှိတယ်ကိုဖြတ်ချင်တဲ့ဟာရွေးလိုက် delete လုပ်လိုက်ပေါ့နော်အမကိုအကုန်လုံး delete ပဲလုပ်ပြီးဆိုရင်ဒီမှာ unallocated ပေါ့နော်ကျွန်တော်ဒီမှာ disk 3ခုရှိလို့ပေါ့နော်မိတ်ဆွေတို့အမ unallocated ဆိုတဲ့ disk တစ်ခုပေါ့နော်ရွေးလိုက်ရွေးပြီးကျွန်တော်တို့ install တင်လိုက်ရုံပဲ next လေးနှိပ်ပြီးလိုက်ဆိုတော့ဒီမှာစပြီးတော့ install တင်မယ်ပေါ့နော် okay ကျွန်တော် install နှိပ်ပြီးလိုက်ဆိုတော့ဒီမှာပေါ့နော်ဆိုတော့ဒါကတော့ကြာတယ်ပေါ့နော်ဟိုမိနစ်ပိုင်းလောက်တော့ကြာတယ်ပြီးရင်တော့ကျွန်တော် window တက်လာမှာပေါ့နော် okay ဒီမှာပေါ့နော်ကျွန်တော်တို့ window တက်လာပြီပေါ့နော်ကျွန်တော်ဒီမှာ country ရွေးပြီးလိုက်ပေါ့နော် United States ပဲဒီမှာ keyboard ပေါ့ဒါရဲ့နောက်ပြီးကျွန်တော် set up လုပ်လို့ရအောင်နော်အဓိကဒီမှာသူ default ပေးထားဟာလေးပဲအလိုက်တင်လေးပေါ့နော်လုပ်ပြီးလိုက်အောင်ပဲရတယ်အဲ့ဒါလည်းမလုပ် skip လိုက်ဆိုတော့ဒီမှာပေါ့နော်အဓိကသူ internet ထိုးခိုင်းတယ်ပေါ့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ skip လို့မရဘူးပေါ့နော်အခုဒီမှာဒီ internet မထိုးရင် skip လို့မရဘူးတကယ်လို့ internet ထိုးလိုက်မယ်ဆိုရင်ကျွန်တော်တို့ word account တွေ join ခိုင်းတော့မှာပေါ့နော်ဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော် keyboard မှာပေါ့နော်ကျွန်တော်ဒီမှာ keyboard မှာကျွန်တော် shift ရယ် F10 ရယ်ပေါ့နော်အဲ့လေးချက်တွဲပြီးနှိပ်ပြီးလိုက်ဆိုတော့နှိပ်ပြီးလိုက်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီ comment box ထွက်လာမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့အခုစပြီးတော့ bypass လုပ်မယ်ပေါ့နော် comment ရိုက်ပြီးတော့ကျွန်တော်ဆွမ်းနာ internet မရှိတဲ့နေရာပေါ့နော်ဆိုတော့အခုကျွန်တော်ပြန်တက်လာရင်ကျွန်တော်တို့ internet နေရာမှာကျွန်တော်တို့ဆွမ်းနာ no internet ဆိုတဲ့ option လေးပြန်ပေါ်လာမယ်ပေါ့နော်ဆိုတော့ okay ဒီမှာပေါ့နော်ကျွန်တော်အခုပြန်တက်လာပြီတက်လာရင်ဆွမ်းနာအတိုင်းလေးပဲကျွန်တော်ပြန်သွားလိုက်အောင်မယ် skip ဆိုတော့ဒီမှာပေါ့နော်I don't have internet ဆိုတဲ့ option လေးပေါ်လာပြီပေါ့နော်ကျွန်တော်ပထမဆွမ်းနာအကြောင်းကျွန်တော် bypass မလုပ်ခင်တော့ဒီမှာဘာမှမရှိဘူးပေါ့နော်ဒီ option မရှိဘူးပေါ့နော်အခုတော့ဒီမှာကျွန်တော် bypass လုပ်လိုက်ပြီးသွားရင်ကျွန်တော်ဒီမှာ option ပေါ်လာပြီပေါ့နော်ကျွန်တော်အဲ့မှာဒါလေးနှိပ်ပြီးလိုက် I don't have internet ဆိုပြီးတော့ဆိုတော့ဒီမှာစပြီးကျွန်တော်အဲ့ထည့်မယ်ပေါ့နော်ပြီးတော့ကျွန်တော် next password so next okay ဒီမှာကျွန်တော် security question ဖြည့်ရမှာနော်ဆိုတော့အဲ့3ခုလေးဖြည့်လိုက်ပါကိုကြိုက်တာဖြည့်လိုက်ပါနော်ဆိုတော့ကျွန်တော်တို့အခုဒီ security question 3ခုဖြည့်ပြီးပါပြီဖြည့်ပြီးဆိုကျွန်တော် next ထပ်နေလိုက်ဆိုတော့ location ပေးလိုက်ပါနော်ဒီ next နေဆက်ဆိုတော့ဒီမှာအခုစတက်လာပြီနော်မင်းတို့ခဏနေတက်လာတယ် okay ကျွန်တော်တို့အခုဒီမှာပေါ့နော် window တက်လာပြီဆိုတော့ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော် local account ပေါ့နော်local account ဖြတ်သွားပါမယ်